တီချန်ကတီးတာပေါ့နော်ဒါ9ရီကချန်ကျဲတဲ့ဒီတရက်ချန်ပေါ့နော်အဲ့ဒီပြေးရောက်နေတာပေါ့နော်ဒီနေ့မှာတော့ပြေတို့အခုဒီချန်ထဲမှာဆိုလို့ရှိရင်တရက်တီးပေါင်းပေါ့နော်တောင်းချီပြီးတော့တီးတယ်အပင်ရေတွက်ကကြတော့800ခန်းရှိရပေါ့နော်အပင်ရေတွက်က800ခန်းတီးတဲ့ရေတွက်ကကြတောင်းချီပြီးတော့တီးတယ်တရက်တီးကကြတော့စီးပွားဖြစ်တရက်ချန်ပေါ့စီးပွားဖြစ်ဆိုအမထားလိုက်ပါတော့ဒီစိန်တလုံးလုံးပါအောင်ဆိုလို့ရှိရင်ပွဲရုံတွေဘက်ကတွေပါအဲ့လိုမျိုးတီးလို့ပို့လို့ရအောင်မချင်းတောင်းနေတယ်တွေ့မလားစိန်တလုံးတွေခူးထားတာပေါ့နော်အဲ့လိုမျိုးတွေပါရောင်းဝယ်ဖြစ်တဲ့ခြံပေါ့ပြောရရင်တော့တရက်တီယူတက်ပေါင်းကလည်းများတယ်လို့ရှိရင်ဒီအခုဒီဟာဆိုလို့ရှိရင်ဒါဗရမ ्या ငမောက်တီးပေါ့နော်ဗရမ ्या ငမောက်တီးဆိုလို့ရှိရင်ဒီလိုမျိုးသူကတော့ကျွန်းလာကုံပေါ့နော်ကျွန်းလောက်မှသူကဒါဆွတ်တာများတယ်ပေါ့ဒါတော့သူကခုလောဆိုတော့ဒါအိတ်ဆွတ်ထားတာပေါ့နော်အိတ်ဆွတ်ထားတာလေးတွေပြီးလို့ရှိရင်စိတ်နှလုံးကကျတော့အခုဆက်ပြီးတော့ဒီအခြားပွဲရုံတွေပါရောစဖြန့်နေပြီပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီ channel မှာဆိုလို့ရှိရင်အပင်ရေတွက်က800ခန်းရှိရပြီးတော့အသီးရေတွက်ပေါင်းအနည်းဆုံး9000လောက်တည်တယ်ကျွေရနဲ့ပါနဲ့ဆိုလို့ရှိရင်တော့အသီးရေတွက်ကတော်တော်လေးကြံ့နေပေါ့နော်ခုမှတွေ့လားဒါဆိုလို့ရှိရင်ဒါအပင်လေးတွေအပင်ကနေပြီးတော့အသီးတွေဆွတ်ထားပြီးတော့ဟိုမှာဒါပွဲရုံပို့မဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်လည်းတရက်တီဒါလည်းဗရမ ्या ငမောက်တီးပဲဒီဟာလည်းတော်တော်လေးကိုမှလှတယ်အသီးလည်းဒီမှာကတော့ R2 E2 ဗရမ ्या ငမောက်စိန်တလုံးပြီးလို့ရှိရင်အခြားဒီလိုမျိုးတီးပင်စားပင်တွေမျိုးစုံရှိရပေါ့နော်ဒါဆိုတစ်ခိုင်နေနဲ့အများကြီးတီးတော်တော်လေးလှတဲ့ခြံမှာဘလော့ပိုင်းပြတ်တက်ဆက်ပေးထားပါတယ်ဒီနေ့မှာတော့9ရီကချန်ကျဲတဲ့တရက်ချန်တွေကိုပြေးရောက်နေတာပေါ့နော်တရက်ချန်နေစိန်နှလုံးတွေပါရောပုံတော့ခူးပြပြီးသွားပြီဒီဟာကကြတော့ဗရမ ्या ငမောက်တီးလေးပေါ့ဒါဆိုလို့ရှိရင်တော့ဒီအသီးရဲ့တဘာဝကကြတော့ဇွန်ဇူလိုင်မှသူကဒီဆွတ်တာများတယ်ပေါ့နော်အသီးဟိုခြေတာများတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဟိုမှာစိန်တလုံးအသီးဆိုလို့ရှိရင်လေဒါဟိုမှာဒါအခြားပွဲရုံတွေကိုပို့ပေါ့နော်အဲဒီလိုမျိုးဒါစွတ်ထားတဲ့အသီးလေးတွေပေါ့နော်ဒီအသီးလေးတွေကကြဒါစီးပွားဖြစ်တရက်ချံပေါ့နော်ဧကကျတော့9ရီကကျဲပြီးတော့ဒီဟိုပါပေါ့နော်ရောင်းနှန်းဝင်တရက်တီးပေါင်းကကြတော့တောင်းစီတီးတယ်ပေါ့နော်အပင်ရေအတွက်ကတော့800ခန့်ရှိတယ်ဒါကကြတော့ပြည်ရောက်နေတဲ့နေရာလေးကကြတော့ဟိုအလဲစန္ဒနာလေးပေါ့နော်ဟိုဘက်မှာလည်းတီးရရှိသေးတယ်အများကြီးပဲဒီဟာကကြလဲဒါလည်းတရက်တီးတစ်မျိုးပဲတရက်တီးတော်တော်လှတယ်ဒီဟာလဲဒီအသီးကလည်းရောင်းနှန်းဝင်အသီးပဲတော်တော်လေးလှတယ်ဒီမှာတလုံးကြီးပြီဆိုလို့ရှိရင်ဒီမှာတော်တော်လှဒီနေ့ကတော့ဒီ channel ကိုချက်ပိုင်ရှင်ရပြည့်ကိုလေခွာနဲ့တယောက်ဖြစ်တဲ့ဟိုပါပေါ့နော်နေရာလေးကိုဖြစ်ဒီနေ့ blog ပိုင်းကြီးကနေပြီးတက်ဆက်ထားပါတယ်ရှင်ဒီကျူတူဦးကြီးတီတာပြည့်ကျူးစုများကြီးတင်ပါတယ်အခုလို channel ကြိုက်တဲ့သူများရှင်ပြည့်ရဲ့ဒီဟိုပါပေါ့နော် page မှာရောပြည့်ရဲ့ account မှာရောပေါ့နော်ပြည့်ဒီ channel လေးကိုရောင်ဖို့ဆိုပြီးတော့တင်ထားရတယ်ပေါ့နော်အဲ့ဒါလေးကိုဝယ်ချင်နေဆိုရင်တော့ပြည့်ရဲ့ဖုန်းနံပါတ်လေးဆက်သွယ်ပေးပါရှင်